နတ်ဆိုးစစ်တပ်ကြီးရဲ့ရှေ့မှာမတ်တက်ရက်နေတဲ့ထိုမျက်နှာဖုံးစွပ်ပုဂ္ဂိုလ်ကြီးကဘသူလဲမင်းသမီးလေးရဲ့ဆူရှာတဲ့မျက်ဝန်းတွေဟာထိုသူ့ကိုမြင်လိုက်ရတဲ့အချိန်မှာတုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်နတ်ဆိုးစစ်တီတွေဟာသူတို့ရဲ့လက်နက်တွေကိုရိုက်ခတ်ပြီးကောင်းကင်ရံတစ်ခုလုံးတုန်ဟဲသွားအောင်အော်ဟစ်လိုက်ကြတယ်ဒါပေမဲ့မျက်နှာဖုံးစွပ်ပုဂ္ဂိုလ်ကြီးကတော့အေးဆက်စွာနဲ့ရှေ့ကိုတလန်းတိုးလာခဲ့ပါတယ်ထိုသူဟာသူ့ရဲ့မျက်နှာမှာတက်ဆင်ထားတဲ့ရွှေရောင်တကားမျက်နှာဖုံးကိုဖြင်းညင်းစွာချွတ်လိုက်ပါတယ်မျက်နှာဖုံးအောက်ကပေါ်လာတဲ့ရုပ်တွင်ကြောင့်မင်းသမီးလေးရဲ့နှလုံးသားတစ်ခုလုံးဆွဲဆုပ်ခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်ဟုတ်ပါတယ်သူဟာကွယ်လွန်သွားပြီလို့အားလုံးကထင်မှတ်ထားကြတဲ့သူမရဲ့ဖခင်အေဂရစ်ဘရင်ကြီးဖြစ်နေပါတယ်ဒါပေမဲ့သူ့ရဲ့မျက်ဝန်းတွေဟာအသက်မဲ့နေပြီးအနက်ရောင်အမှောင်ထုတွေကြီးစိုးနေခဲ့ပြီးငါသမီးမင်းလည်းအမှောင်ထုကိုလက်ခံလိုက်ပြီပဲလို့ဘရင်ကြီးကဟိန်းဟောက်လိုက်ပြီးသူ့ရဲ့ရှေးဟောင်းတကားသားမြောင်ကြီးကိုဆွဲထုတ်ကာမင်းသမီးလေးစီကိုချက်ချင်းပြေးဝင်တိုက်ခိုက်ပါတော့တယ်မင်းသမီးလေးဟာစိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကြားကနေပဲသူမရဲ့အမှောင်မှန်တန်လိုင်းတွေကိုအသုံးပြုပြီးဖခင်ဖြစ်သူရဲ့ပြင်းထန်လာတဲ့တားချက်တွေကိုတားဆီးဖို့ကြိုးစားနေရပါတယ်။သူမရဲ့လက်ထဲကရွှေစံထိုးဟာအမှောင်လင်းတန်းတွေထွက်ပေါ်လာပြီးဘရင်ကြီးရဲ့ဓားမြောင်နဲ့ထိခိုက်မိတဲ့အခါတစ်ခတ်မကွဲကောင်းကင်ရံတစ်ခုလုံးမိုးကြိုးတွေပစ်ချသလိုအတန်တွေဟိမ့်ထွက်သွားတယ်။တိုက်ပွဲရဲ့ပြင်းထန်မှုကြောင့်နန်းတော်မိုးကာတွေအပိုင်းပိုင်းပြတ်ကျကုန်ပြီးမင်းသမီးလေးဟာဖခင်ဖြစ်သူကိုမတက်ရက်တာကြောင့်တဖြည်းဖြည်းနဲ့အေးနှိမ်ပြီးဒူးထောက်ကျသွားရပါတယ်။ဘရင်ကြီးဟာဓားမြောင်ကိုမြောက်လိုက်ပြီးမင်းသမီးလေးရဲ့ရင်ဘတ်တက်ကိုအဆုံးစီရင်ဖို့ချိန်ရွယ်လိုက်ပါတယ်။သွေးရောင်လာမင်းကြီးဟာပုံမိုနီရဲလာပြီးတေချင်းတရားရဲ့အရေးအယောင်ကနီးကပ်လာခဲ့ပြီးဓားချက်ကမင်းသမီးလေးရဲ့ရင်ဘတ်ကိုမထိမှန်ခင်ရုတ်တရက်ဘရင်ကြီးရဲ့နောက်ွယ်ကနေထူးဆန်းတဲ့အဖြူရောင်ဝိညာဉ်ကြားတစ်ကြီးတစ်ကောင်ခုံအုပ်လာပြီးဘရင်ကြီးကိုကိုက်ခဲကနန်းတော်အောက်ကိုဆွဲချသွားပါတယ်။ထိုအဖြူရောင်တတဝါကြီးကမင်းသမီးလေးကိုကယ်တင်ဖို့ဘဲကနေရောက်လာတာလဲ